NGO Career အတွက်တက်ထားတဲ့ free online course 5ခုပထမတစ်ခုကတော့ CSO Academy ဖြစ်ပါတယ်သူကတော့မြန်မာဘာသာနဲ့ focus လုပ်ပြီးသင်ပေးတာဖြစ်ပြီးတော့ CSO ရဲ့ NGO တွေလုပ်ဖို့အတွက်အခြေခံသင်ခန်းစာတွေပါပါတယ် project ကြောင့် communication ကြောင့် proposal writing စတဲ့ course တွေပါပါတယ်ဒုတိယတစ်ခုကတော့ MIME website က training သင်ခန်းစာတွေဖြစ်ပါတယ် MNE မှတ်အတွက်အရင်သုံးဝင်ပြီးတော့ data access GIS စတဲ့ course တွေ free လေ့လာလို့ရပါတယ်။နောက်တစ်ခုကတော့ Global Health Learning Center ဖြစ်ပါတယ်။သူကတော့ USAID ကနေကြီးမှုပြီးကျင်းပတာဖြစ်ပြီးတော့ကျန်းမာရေးနဲ့ပတ်သက်တဲ့ project လုပ်ကိုင်ခြင်းတွေအတွက်တကယ်ကိုကောင်းတဲ့ website တွေဖြစ်ပါတယ်။ certificate တွေလည်း course ပြီးရင်ထုတ်ပေးပါတယ်။နောက်တစ်ခုကတော့ counselor ဖြစ်ပြီးတော့သူကတော့နာမည်ကြီးတက္ကသိုလ်တွေတော်တော်များများရဲ့သင်ခန်းစာတွေတော်တော်လဲစုံလင်ပါတယ်။ဒါတွေကိုတချို့ free course လေးတွေကိုရှာဖွေပြီးတက်ရောက်လို့ရပါတယ်။နောက်တစ်ခုကတော့ကျန်းမာရေး project လုပ်ကိုင်သူတွေအဓိကတထားတဲ့နဲ့ Open WHO လို့ခေါ်ပါတယ်ဒီမှာတော့ကျန်းမာရေးနဲ့ humanitarian topics တွေတော်တော်များများရှိပြီးတော့အခမဲ့ certificate တွေလည်း job course တွေမှာရယူနိုင်ပါတယ်ဒီ course 5ခုမှာတင်းရဲ့စိတ်ဝင်စားမှုနဲ့ဘယ် course နဲ့ကိုက်နေလဲအသက်ချင်တဲ့ course ကိုပုံမှန်မှာရှင်းပေးခဲ့ပါကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်